ပြောထားမယ်နော်ဘယ်သူဘယ်ဝါမဆိုပေါ့မြန်မာပြည်မှာမနေချင်လို့ရှိရင်နော်ကောင်းကောင်းမွန်မွန်နဲ့ထွက်သွားပါနော်ကောင်းကောင်းမွန်နဲ့ထွက်သွားပါငါတို့လည်းအမြင့်ချင်းအစွန်ရောက်တစ်ဖက်ပိတ်လူမျိုးခွဲခြားဘာသာခွဲခြားစိတ်ဓာတ်အောက်တန်းကြတဲ့လူတွေလည်းငါတို့လည်းမလို့ချင်ဘူးတကယ်ပဲနော်မြန်မာပြည်သူပြည်သားတိုင်းရင်းသားတွေနဲ့တူတူမနေထိုင်ချင်လို့ရှိရင်ထွက်သွားပါကောင်းကောင်းမွန်မွန်နဲ့ထွက်သွားပါဒါပေမဲ့ကောင်းကောင်းမွန်မွန်မထက်သွားပဲနဲ့မင်းအောင်လိုင်းလိုမျိုးရောက်มาပြီးတော့တမတာဖြစ်စင်တယ်လို့ဖြစ်မယ်နိုင်ငံကိုအောက်ချုပ်တယ်လို့မျိုးအောက်ချုပ်မယ်ထူထောင်ခြင်းတယ်လို့ထူထောင်မယ်ဆိုရင်လေမင်းတို့ခွေးလိုအမောင်းထောက်ခံရမယ်အခုနေ့တန်ညတိုင်းဒီ9နှစ်အတွင်းမင်းအောင်လိုင်းကိုငါတို့ဘယ်လိုမျိုးမောင်းထုတ်လဲငါတို့ဘယ်လိုမျိုးတိုက်ထုတ်လဲငါတို့ဘယ်လိုမျိုးအမြင့်ဖြတ်လဲဆိုတာအဲ့ဒါပဲကြည့်ထားနော်ပြောထားပြီနော်ဒီတော်လန်ရေးကမင်းအောင်လိုင်းစော်မဲလုံးကိုတိုက်တဲ့တော်လန်ရေးမဟုတ်ဘူးမောင်ချစ်သူကိုတိုက်တဲ့တော်လန်ရေးမဟုတ်ဘူးအာနာစင်ကိုတိုက်ထုတ်တဲ့တော်လန်ရေးပွဲပါနော်အာနာစင်ဆိုတာဘာလဲမင်းအောင်လိုင်းအာနာစင်ဖြစ်လို့ရှိရင်မင်းအောင်လိုင်းကိုတိုက်ထုတ်မယ်နေသားများအာနာယူဖြစ်လို့ရှိရင်နေသားများကိုတိုက်ထုတ်မယ်မောင်ချစ်သူအာနာစင်ဖြစ်လို့ရှိရင်မောင်ချစ်သူကိုတိုက်ထုတ်မယ်အဲ့ဒါလိုသဘောကရင်ပမာရခိုင်ကိုထားပြီးတော့တော်လန်တာမဟုတ်ဘူးလူရောက်မှာအာနာစင်အာနာယူကိုတိုက်ထုတ်တာပါအဲ့ဒီလူရောက်မှာဘာသာမဆိုဘယ်လူမျိုးမဆိုတိုက်ထုတ်မှာပဲโอเคနော်အခုမင်းအောင်လိုင်းကပမာမဟုတ်ဘူးနော်ဒဝဲဖြစ်တယ်သူမိမဆိုရခိုင်ဒါပေမဲ့အာနာစင်ဖြစ်တဲ့အတွက်ကြောင့်ငါတို့တော်လိုင်းတယ်စင်းလားပြောထားမယ်ဒီမြန်မာပြည်ကြီးဒီကရင်ပြည်နယ်ဒီဘယ်သူဘယ်ဝပြည်နယ်မဆိုမြန်မာပြည်မှာရှိတဲ့ဘယ်ပြည်နယ်မဆိုမေတို့မယားစပ်ပတ်မဟုတ်ဘူးနော်မေတို့ကိုတိုင်စပ်ပတ်လည်းမဟုတ်တယ်လို့မေတို့ကိုတိုင်လီးရလည်းမဟုတ်ဘူးအဲ့ဒါသိဖို့ဒီလိုမျိုးအမြင့်ချင်းအစွန်ရောက်တစ်ဖက်ပိတ်တွေကနော်သူတို့နဲ့တူနေလို့ရှိရင်လည်းပြဿနာရှိတာတခုပဲရှိတယ်မတိုးတက်ဘူးစင်ပူလောင်တယ်ပြဿနာရှိတယ်နော်ဒီချိန်ဒီခါမှာမြန်မာပြည်မှာနေတဲ့မြန်မာပြည်သူပြည်သားအလုံးကသခင်စိတ်ဆိုတာမွေးရမယ်โอเคနော်သခင်စိတ်မရှိလို့ရှိရင်မြန်မာပြည်မှာမနေနဲ့ရှင်သခင်စိတ်မမွေးဘဲနဲ့ခွေးစိတ်မွေးမယ်ဆိုရင်တော့ခွေးလိုမျိုးအောက်ချုပ်မယ်ခွေးလိုမျိုးလောက်နေလို့ရှိရင်အမောင်းထောက်ခံရမယ်ပြောထားမယ်နော်ဒီချိန်ဒီခါမှာမင်းအောင်လိုင်းပဲအာနာယူနေသားများပဲအာနာယူဘဲသူပဲဝါပဲအာနာယူငါတို့ပြည်သူတွေတကောင်မှမချန်ထားဘူးအာနာယူမယ်တည်းငါတို့အကလုံးမောင်းထုတ်မှာနော်မယောင်လို့စင်မင်းအောင်လိုက်ကိုငါတို့ဘယ်လိုမျိုးနေ့တညတိုင်းမောင်းထုတ်တော်လန်စင်းလင်းလဲဆိုတာကြည်လိုက်အဲကြောင့်မင်းအောင်လိုက်လိုမျိုးလာပြီးတော့အာနာယူမယ်ဆိုရင်တော့နော်မင်းအောင်လိုက်လိုမျိုးအမောင်းထုတ်ခံရဖို့ပြင်ထားနော်သေဖို့သာပြင်ထားပြောထားမယ်နော်ဒါမြန်မာပြည်ဒါကရင်ပြည်နယ်လာပြီးတော့မထိနဲ့ထိလို့စင်ဖင်ကွဲသွားမယ်နော်မြန်မာပြည်ဒီငါတို့မြန်မာပြည်သူပြည်သားတိုင်းရင်းသားအားလုံးရဲ့နိုင်ငံဖြစ်တယ်ဘယ်သူဘယ်ဝါမဆိုမနေချင်လို့ရှိရင်ကောင်းကောင်းမွန်နဲ့ထွက်သွားနော်ထိုင်းနိုင်ငံမှာနေချင်လို့ရှိရင်ထိုင်းနိုင်ငံမှာသွားနေကောင်းကောင်းမွန်နဲ့မထက်သွားပဲနဲ့ဟိုခွဲမယ်ဒီခွဲမယ်ဟိုထူထောင်မယ်ဒီထူထောင်မယ်ဆိုရင် no ဒါနေတော့အမေစပမဟုတ်ဘူးနေတော့အဖေအမေလာပြီးတော့ထူထောင်ထားတဲ့အခါမဟုတ်ဘူးနော်ဒီနိုင်ငံဒီမြန်မာပြည်သူလူထုအားလုံးပိုင်တဲ့နိုင်ငံဖြစ်တယ်နော်မအေလို့မင်းအောင်လိုင်းပိုင်တဲ့နိုင်ငံမဟုတ်တယ်လို့မအေလို့နေသားများအာနာယူပိုင်တဲ့နိုင်ငံမဟုတ်ဘူးအဲ့ဒါမြန်မာပြည်သူလူထုတိုင်းရင်းသားတွေပိုင်တဲ့မြေတွေနယ်တွေအားလုံးနော်ငါလည်းဒီနိုင်ငံမှာမနေချင်လို့စင်ငါထွက်သွားမှာပဲโอเคငါပြည်သူလူထုဒုက္ခမပေးဘူးငါမြန်မာပြည်ကြီးရဲ့မြေကိုဟိုလူရဲ့လက်အောက်မှာရောက်လိုက်ဒီလူရဲ့လက်အောက်မှာရောက်လိုက်ဟိုလူနဲ့ရောင်းစားလိုက်ငါမလုပ်ဘူးရှင်ငါကောက်ကောက်မွန်နဲ့ထွက်သွားမယ်နော်အဲ့ဒါပဲဒီလိုမျိုးအတိတ်ပဲဒါပေမဲ့ကရင်လူမျိုးမဖြစ်ချင်တော့ဘူးပမာလူမျိုးမဖြစ်တော့မြန်မာပြည်သားဖြစ်ချင်တော့ဘူးတိုင်းသားဖြစ်ချင်တော့ဘူးဆိုရင်နေဖြစ်ချင်တဲ့အရာဖြစ်နေအပြင်မှာတော့ဖြစ်မြန်မာပြည်မှာလာပြီးတော့မလုံးနဲ့ကရင်ပြည်နယ်မှာလာပြီးတော့မလုံးနဲ့နော်ကရင်လူမျိုး69ရာခိုင်နှုန်းမင်းတို့လူမျိုးမပိတ်ဘူးအာနာလည်းမယူဘူးမင်းတို့အာနာယူတွေကဘာတွေဖြစ်နေကြတာလဲမြန်မာပြည်ကြီးကသူ့ဘာသာနဲ့သူကောင်းမွန်နေတာမကောင်းတာကလူလေမကောင်းတဲ့လူကိုမင်းတို့ဝိုင်းတော့တိုက်ထုတ်ပေးရမယ်လေအခုမကောင်းတဲ့လူကိုဝိုင်းတော့မတိုက်ထုတ်ပေးနဲ့မကောင်းတဲ့စနစ်ဆိုးကိုမင်းတို့ပြန်တော့ထားလောက်လို့ရှိရင်မင်းတို့ခွေးလိုမျိုးအမောင်းထုတ်ခံရမယ်ပြီးတော့နေတာများခွေးတွေအားလုံးကပြောထားမယ်နော်အကောက်တူးနဲ့ပဲလာအကောက်စစ်နဲ့ပဲလာမင်းတို့ကငါမသိဘူးလည်းမတင်လိုက်နဲ့ငါကိုလာပြီးတော့ချင်းချောက်လာပြီးဆိုရင်ငါရရန်သူပဲနော်ငါကိုဘယ်လိုမျိုးပဲဆဲပြဿနာမရှိဘူးနော်ညီတို့ငါဆဲလိုက်ညီတို့လည်းငါဆဲလိုက်ပြဿနာမရှိဘူးငါရဲ့အသက်ထိလာပြီးတော့ချင်းချောက်လာလို့ရှိရင်မင်းတို့သေဖို့တာပြင်ထားပြောထားမယ်နော်မင်းအောင်လိုက်စစ်ခွေးဒလန်တွေအာနာယူရဲ့ဒလန်တွေဘယ်လိုမျိုးပုံစံနဲ့သေလဲဆိုတာကြည့်ထားနော်မင်းအောင်လိုက်လိုမျိုးထားပြီးတော့အာနာယူမယ်ဖြစ်ချင်တယ်လို့ဖြစ်မယ်လောက်ချင်တယ်လို့လောက်မယ်တော်လန်ရေးနော်ထိခိုက်အောင်တော်လန်ရေးပြိုကွဲအောင်လုပ်မယ်ဆိုရင်နော်မင်းတို့သေဖို့တာတင်ထားမင်းတို့
အာနာယူနေတာများအဖွဲ့နဲ့မအားလားအဖွဲ့ဒီအားလုံးဒီ9နှစ်အတွင်းမေးတော့လို့အာနာယူကိုမကြိုက်လို့နော်တိုက်ထုတ်နေတာကိုပိုင်ငွေနဲ့လည်းထဲ့တယ်စီးတဲ့အရာထောက်ပြီးတော့အကောင်လုံးရောင်းတယ်ဟမ်မင်းတို့လိုအာနာယူကိုမကြိုက်လို့တော်လန်တာမင်းတို့ကထားပြီးတော့ယူမယ်ဆိုရင်ရတယ်လေမင်းတို့အာနာယူပဲနဲ့ဖွဲ့ပဲစီထားတာတဲ့အကောင်လုံးစင်ထုတ်မှာကရင်အာနာယူလားပမာအာနာလူယူလားဘယ်တိုင်းသားအာနာယူမဆိုထားလာခဲ့မအလားနဲ့ပေါင်းပြီးတော့မင်းတို့မထားဘူးငါ့လည်းမပြောနဲ့နော်အခုငါပြောတာကရင်မငါကရင်မစစ်တီလို့ပထမဦးဆုံးငါအလင်ခံရတဲ့ပြည်နယ်ကရင်ပြည်နယ်စိတ်ထိတ်ကရင်စစ်သားတွေကစစ်ခွေးစစ်သားမေးအောင်လိုက်ကိုတကယ်တိုက်မလားလို့ဘယ်ဟုတ်မလဲဖင်လို့ဖင်ခံလုံနေတယ်ဖင်လို့ဖင်ခံလောက်ပြီးမကဘူးအခုခွေးမသားနေတာများအာနာထယူတယ်ဟမ်ခွေးမသားဘာကြောင့်ခွေးမသားနေတာများဘာကြောင့်အာနာထယူလဲဆိုတော့နော်သူသေချင်လို့သူအပေါက်စားတာပဲနော်မေအေလို့နေတာများမသေချင်လို့စရင်ကကောင်းနေအာနာမယူနဲ့ယူမယ်ဆိုရင်ဝေဝေယူကြလားကရင်ပြည်နယ်မြန်မာပြည်မှာလာပြီးတော့မယူပြနဲ့မင်းအွန်လိုင်းလိုမျိုးလာပြီးတော့မယူပြနဲ့မင်းကိုတတိပေးတယ်မေအေလို့နေတာများနေထပြီးတော့ယူနေမယ်နေကရင်ပြည်သူလူထုရဲ့ငွေကိုဆက်ပြီးတော့လိန်နေမယ်ဆိုရင်လေရတဲ့နေနဲ့မင်းကိုတရားစွဲမယ်မင်းအွန်လိုင်းလိုမျိုးဆက်ပြီးတော့အာနာယူမယ်ကရင်ပြည်သူလူထုမြန်မာပြည်သူသားကိုဆက်ပြီးတော့လိန်နေမယ်ဆိုရင်လေမင်းကိုထိရောက်တဲ့အရေးယူမယ်မအားလာကိုငါတို့အရေးယူတိုက်ထုတ်တယ်လို့မင်းကိုလည်းငါတို့တိုက်ထုတ်မယ်မအေလို့နေတာမြနေကိုနေသိတာနေဆိုတဲ့စောက်တော့မကြတဲ့ခေါင်းဆောင်သုံးစားမရတဲ့ခေါင်းဆောင်နော်ကရင်လူမျိုးတက်ကရင်ပြည်နယ်တက်ဘာမှမလုပ်တဲ့ခေါင်းဆောင်ဘယ်သူမှနေကိုလက်မခံဘူးအလိုမရှိဘူးโอเคနော်ကရင်ပြည်နယ်မှာမနေချင်လို့ရှိရင်ထွက်သွားမြန်မာပြည်မှာမနေချင်လို့ရှိရင်ထွက်သွားနေတို့လိုလူစိတ်မရှိတဲ့ကောင်နေတို့လိုတကိုခေါင်းဆိုင်တွေနေတို့လိုစောက်တော့မကြတဲ့ကောင်တွေအလိုမရှိဘူးနော်ဒါပေမဲ့နေမယ်ဆိုရင်ကောင်းနေနော်နေပြီးတော့ကရင်နယ်မြေကိုရောင်းစားမယ်ထိုင်းနဲ့ပြန်တယ်မှာဖင်လို့ဖင်လောက်မယ်တရားနဲ့ဖင်လို့ဖင်လောက်မယ် no ပဲအဲ့လိုမျိုးလောက်မယ်ဆိုရင်လီပဲရမယ်နော်ငရုတ်တီပဲရမယ်လီပဲရတာမဟုတ်ဘူးငရုတ်တီပဲရမယ်တို့ဖူတက်မှာအဲ့ဒါပြောထားမယ်နော်လာမထီးနဲ့နော်ငါတို့ရဲ့ကရင်ပြည်နယ်ငါတို့ရဲ့မြန်မာပြည်လာပြီးမထီးနဲ့โอเคဒါကရင်မပမာမမဟုတ်ဘူးမင်းတို့အာနာယူအားလုံးကဘယ်တိုင်းရင်သားဘယ်လူမျိုးမှလက်မခံဘူးအဲ့ဒါမှတ်ထားနော်နိုင်ငံသားနေသားများခွေးတွေအားလုံးလဲအစွန်ရောက်တစ်ဖက်ပိုက်ပြီးတော့တရားမဝင်တာကိုလှုပ်တဲ့အရာအားလုံးနော်မိတို့ကိုကလုံးတိုင်မှာနော်ဒါသူများအာနာစင်ကိုတော်လန်တဲ့ခေဒီငါးနှစ်ငါတို့မြန်မာပြည်သူသားတွေအာနာယူကိုတော်လန်တာကဘာသိပြီမိတို့ကဒုတိယအာနာယူဖြစ်မယ်ဆိုရင်ရတာပေါ့ကဘာကိုအကြောင်းကြားရတာပေါ့နော်မိတို့တစ်ဖက်ပိုက်အားလုံးတတိထားအာနာယူတစ်ဖက်ပိုက်နေသားများခွေးတွေအားလုံးနော်မအားလာဘောမတော့ပြောစရာမလိုသေတဲ့သူကတော့သေသွားတာအများကြီးပဲသူ့ရဲ့ဒလန်တွေကနော်မသေးသေးတဲ့သူကတော့ငါတို့ဆက်တိုက်တယ်ကွာမင်းတို့လည်းအဲ့လိုမျိုးဖြစ်ချင်လို့ရှိရင်ရတယ်